ဒီတစ်ခါပစုံနဲ့ကနန်းကိုရောပြီးတော့မဆလာလေးနဲ့အဆက်ချမ်းမှာဖြစ်တဲ့ကျွတ်တော်ခရမ်းချင်းဒီဟိုတက်တက်စီခွဲကြိတ်ထားလိုက်တယ်ကျွတ်တော်ပြူလေးကိုလည်းနှုတ်နှုတ်လေးဆင်းပေးထားတယ်မြေဥသီးစိမ်းလေးတွေကိုလည်းရင်ခွဲပြီးအစင်သစ်ပြင်ထားလိုက်တယ်နောက်ဆုံးအုပ်ဖို့အတွက်နန်းနန်းလေးကိုလည်းပြင်ဆင်ထားလိုက်ပါတယ်ပစုံရဲ့ခေါင်းနဲ့နောက်ကျောကအညစ်အကြေးလေးတွေကိုတေချာလေးတန်ရှင်းပေးထားလိုက်တယ်အခုလိုသွားကြရန်လေးတုံးပြီးတော့တန်ရှင်းရတာပို့ပြီးတော့လွယ်ကူလေးမြန်ဆန်နေပေါ့နော်ဒီမှာကနန်းနှစ်ကောင်သုံးထားပါတယ်ကနန်းကဒီမှာအမဝယ်လာတယ်ပေါ့နော်အမကပို့ပြီးရတာရှိတယ်ဆိုတော့ပြီးတော့ဒီထဲမှာဥတွေလည်းပါမယ်တင်တယ်ကနန်းကိုလည်းမလိုအပ်တာလေးဖယ်ထုတ်လိုက်ပါတယ်ဖယ်ထုတ်ပြီးတော့အားလုံးကိုပစုံရောကနန်းကိုရေတိချပြန်ဆေးတယ်ပေါ့နော်နောက်တစ်ခေါက်ရေဆေးပြီးနောက်မှာစနွင်းရယ်စားရင်နဲ့ထည့်ပြီးတော့နှံ့အောင်နေပြီးထားပါတယ်အိုရဲကိုစီးထည့်ပြီးတော့စီးပူလာပြီးဆိုတာနဲ့အနှိမ့်စားဖို့တယ်ပေါ့နော်အဲ့တော့အနှစ်ချက်တာအခုလိုစီးပြန်လာပြီဆိုရင်ပဇွန်နဲ့ကနန်းကိုထည့်လို့ရပြီပေါ့နော်ထည့်ပြီးတော့ကောင်းကောင်းလေးနှံ့အောင်နေပေးထားတယ်ဒီနေ့ကိုထည့်ပြီးတော့အဖုံးပစ်ပြီး15မိနစ်လောက်တည်ထားပေးတယ်ဆူလာပြီဆိုတော့အပေါ်ကနေတရုံမဆလာလေးအုပ်ပါတယ်ဒီမှာတရုံမဆလာအသက်ဖြစ်ပါတယ်မြင်းများလေးသုံးပေးထားတယ်ပြီးတော့မြုပ်သီးစိမ်းနန်းလေးအုပ်လိုက်ပါတယ်ခုဆိုရင်တော့ကနန်းမဆလာပဇွန်ကနန်းမဆလာဟင်းလေးရပါပြီရှင်